အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ဘောလုံးနဲ့တန်ကနေအားလုံးကြိုဆိုလိုက်ပါတယ်ဆိုတော့မန်စီးတီးကတော့အေဗာတန်ကိုလုံးဝကိုခက်ရခက်စစ်ကစားပြီးတော့အနိုင်ရလက်ရအောင်ယူနိုင်ခဲ့တယ်ပေါ့ဆိုတော့ဒီရလက်ကြောင့်တော့သူတို့ကအခုလောလောဆယ်မှာအဆင့်၄နေရာမှာတက်နေလိုက်ပြီးအဆင့်၃မှာတော့နယူကာဆယ်က59မှတ်အဆင့်2ကအာဆင်နယ်က63မှတ်ပေါ့ဆိုတော့ဒါအာဆင်နယ်နဲ့ဆိုမန်စီးတီးက9မှတ်กว่าမယ်နယူးနဲ့ဆို1မှတ်ပဲกว่าမယ်ပေါ့ဒါပေမဲ့သူကတော့တပွဲပိုကစားထားတယ်ပေါ့လीနော်ဒီလိုအနေထားမှာရှိပါတယ်ဆိုတော့ဒီယာဒီမှာဒါပရီးမီးယားလိဂ်ကချန်ပီယံလိဂ်ဝင်ခွင့်အတွက်အဆင့်9နေရာထိဒါဝင်ခွင့်ရကြမှာဆိုတော့ပြိုင်ဆိုင်မှုကတော့ပြင်းထန်နေအောင်ပါပဲဖော်ရက်တို့ချက်စီတို့လည်းဒါဒီအတွက်အခွင့်အရေးတွေချန့်နေရှိသေးတယ်ပေါ့လေဆိုတော့ဒီပွဲနဲ့ပတ်သက်လို့အရင်ဆုံးပြောချင်တာကတော့မန်စီးတီးအကြောင်းမပြောခင်မှာအေဗာတန်အကြောင်းကိုကျွန်တော်အရင်ဆုံးပြောချင်တယ်အေဗာတန်တော်တော်ကောင်းခဲ့တယ်ဒါဇီးသူးနဲ့ဒါဒါရှုံးခဲ့ရပဲဆိုပေမဲ့တော်တော်လေးကောင်းခဲ့တယ်အထူးသဖြင့်တော့ပထမတိုင်းရလက်ကြီးကတော်တော်ကြီးမိုက်တယ်သူတို့ခြေစွမ်းကြီးပထမပိုင်းခြေစွမ်းကြီးကအဲ့လိုရှုရင်တာဂတ်တွေရောလုံးဝဂိုးသမားအော်ဒီကတော်တော်လေးကောင်းလွန်းနေလို့လုံးဝမဖြစ်နိုင်တဲ့အလုံးကြီးတွေစေ့သွားလို့အဲ့ဒါကြောင့်မလို့ဒါအေဗာတန်တို့ဥဆောင်ကိုမရခဲ့တာအေဗာတန်ဥဆောင်ကိုရလိုက်ပြီဆိုတာနဲ့လေဒီပွဲကအေဗာတန်အပိုင်တိမ့်သွားနိုင်တဲ့ခြေစွမ်းမျိုးဗျာအဲ့လိုမျိုးရှိတယ်တကယ့်ကိုပြောရတော့မော်ရယ်လက်ထက်မှာအေဗာတန်ကောင်းချက်ကြီးကတနေ့တခြားကြီးကိုပြောင်းလဲသွားတယ်လို့မျိုးကြီးပဲချက်ချင်းကြီးလေဆိုတော့ဒီနေရာမှာကျွန်တော်ဖြတ်လို့ပြောချင်တာတကယ်နီးပြတွေရဲ့အရေးချင်းကလည်းအရန်ကိုအရေးပါတာအရန်အရေးကြီးတာအတင်းတင်းပါလေအဲ့ဒါမျိုးသိတာတဲ့ဥမာရှောင်းတိုက်တုံးကရလက်တွေနိုင်နိုင်ပါခဏထောင်တော့အခုကဒါရလက်တွေလည်းတောက်လျှောက်ကောင်းနေပါတယ်အေဗာတန်အဲ့ဒါတွေခဏထောင်ကစားပုံ performance အရာဒါကြည့်ရင်တော့မှတော်တော်လေးရှောင်းတိုက်လက်ထက်ကကစားကွက်ကစားတဲ့ပုံစံနဲ့တခြားစီပဲဗျာအေဗာတန်ကအကွက်ကိုလည်းစေ့တောင်းစေ့ပြီးတော့လုံးဝကြစ်လေးနဲ့ဗျာပြီးရင်သူတို့ကတကယ့်ကိုမိုရက်စတိုင်ပဲနော်အတင်းလိုက်စုဖွဲ့မှုနဲ့ဒါပေးစရာရှိတာတွေတွဲလိုက်အတွဲလုံးနေနဲ့ပေးတယ်အပေါ်ဘောတွေဒိန်းကိုမြင်ဆန်းဆန်းပေးဖို့စရာရှိတာတွေပေးဖို့တယ်ပြီးရင်တွဲလုံးလုံးစရာရှိတာတွေလုံးတယ်အဲ့လိုမျိုးမြင်ဆန်းဆန်းနဲ့ပြိုင်ဘက်ကိုလည်းဒါဘောလုံးဆုံးရှုံးတဲ့အခါမှာလည်း off the ball moment တွေနော်ပြိုင်ဘက်ကိုချင်းကပ်တာတွေလည်းမြန်တယ်ဗျာဒီပွဲတွေအာဆင်နယ်နဲ့ပွဲတုံးမှာကလေးကတော်တော်လေးတိတာတယ်သူတို့ရဲ့ဒီအာဆင်နယ်တည်ကြခဲ့တဲ့ပွဲမှာကလေးကတော်တော်လေးမိုက်တယ်ဒီဘက်မှာလည်းတကယ်ကိုမိုက်တယ်မန်စီးတီးမနိုင်တော့ဘူးလို့တောင်ထင်တာဗျာနော်အဲ့လိုမျိုးအနေထားမှာမန်စီးတီးကလည်းပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်ပေါ့လေအထူးသဖြင့်ဒုတိယပိုင်းမှာစော်ရမ်းပိုကောင်းလာခဲ့တယ်တော်တော်လေးတဖြည်းဖြည်းပွဲချိန်ကြာလာတဲ့အမျှတော်တော်လေးတည်ငြိမ်လာတယ်အဓိကတော့ဒီပွဲမှာမန်စီးတီးကတိုက်စစ်ကအသက်မဲ့နေတာအဓိကတော့ဟာလန်မပါတဲ့တိုက်စစ်ကမာမိုးဦးဆောင်နေရတဲ့ခါမှာတော်တော်တိတာတဲ့အားနေတာတခြားကိုင်ကစားတာတွေကွန်းလင်မှာအချိန်ကုန်နေရာတွေများတယ်ပေါ့လေနော်အရန်အဆိုးဝိုင်းမှုတ်ပေမဲ့တိုက်စစ်မှာအလုံးမဖြစ်ဘူးအဲ့ခါမှာနောက်ပိုင်းမှာဒါကျွန်တော်ဒိုကူတို့ဒါလူငယ်ကစားသမားလေးအိုရလီတို့လေအိုက်ကောင်တွေဝင်လာကမှတိုက်စစ်ကပိုမြိုင်လာတယ်တိုက်စစ်လမ်းကြောင်းတွေပိုပွင့်လာတယ်ကိုမချစ်တို့ဝင်လာတဲ့အခါမျိုးမှာပို့ပြီးတော့တိတာလာတယ်ဒီပွဲရဲ့အဓိကပြောစရာရှိတဲ့အလှည့်အပြောင်းကတော့ဒါဒီလူငယ်ကစားသမားလေးအိုရလီရဲ့ကိုပဲမက်ဒရူးလူနဲ့ချပေးတဲ့ဖြတ်တင်ပေးတဲ့အလုံးကိုသူကတကယ်ကိုချိန်သားကိုက်ပြေးဝင်ပြီးတော့ပိတ်တွန်းခဲ့တာအေဗာတန်နောက်တန်းနေနဲ့ဂိုးသမားပစ်ဖို့တော့ဘလို့မှမတတ်နိုင်ခဲ့ဘူးဆိုတော့တကယ်ကိုဒီကောင်လေးကအရင်ပွဲမှာလဲကျွန်တော်မှတ်မိတယ်ဂိုးသွင်းခဲ့တယ်ဒီကောင်လေးကိုအဲ့အရင်တစ်ပတ်ကပွဲမှာကတည်းကတတိထားမိနေတာတော်တော်လေးကောင်းတယ်ပြောရရင်တော့လူငယ်လေးတွေကဒါမန်စီးတီးကိုဆွဲတင်ပေးနေတယ်လို့တောင်ပြောလို့ရတယ်ဒီဘန်းကြီးလဲဒီပွဲမှာတော်တော်လေးစူးစမ်းခဲ့တယ်ဒါပေမဲ့ထင်တယ်လောက်အလုံးမဖြစ်ခဲ့ဘူးအဲ့ဒါမျိုးတွေတွေ့ရတယ်နောက်တစ်ခုရှိတာကတော့ကျွန်တော်တို့ဒီအေဗာတန်နောက်တန်းအားနေတော့တာကတာဂိုစကီ52မိနစ်မှာဒဏ်ရာရသွားတာအဲ့ဒါတွေကြောင့်လည်းပါတယ်ပြောရင်တာဂိုစကီရှိနေတယ်ဆိုရင်တော့ဒီသူတို့ဥဆောင်ကိုပေးရခြင်းမှပေးရမှာအထူးသဖြင့် OL ရဲ့ဂိုးပါပေါ့ဖြစ်ချင်မှဖြစ်လာလိမ့်မယ်ဆိုတော့ကောင်လေးကမြန်ဆန်တိုးဝင်လာတာလည်းပါတာပေါ့လေเนาะတကယ်ကိုအဲ့ဒီဂိုကအလှည့်ပြောင်းမယ်ပထမဥဆောင်ကို84မိနစ်မှာပေါ့เนาะအဲ့ဒီဂိုရပြီးတဲ့နောက်ပိုင်းမှာတော့ဒါခြေပါကိုပြန်အောင်အေဗာတန်စူးစမ်းခဲ့တယ်အဲ့ဒီခါမှာတိုက်စစ်လမ်းကြောင်းတွေပို့ပွန့်ခံစစ်လမ်းကြောင်းတွေအေဗာတန်ရဲ့ခံစစ်လမ်းကြောင်းတွေပို့ပွန့်သွားတယ်ပေါ့နော်တိုက်စစ်တင်တဲ့အခါမှာအဲ့ခါမှာအေဗာတန်ကလည်းဒါလူစားဝင်လာတဲ့ကိုဘတ်ချစ်တို့ဘာလို့ ਨੇ ပို့ပြီးတော့စော်ရမ်းပို့ပြီးတော့ကောင်းလာတယ်အဲ့ခါမှာအေဗာတန်လည်းမန်စီးတီးကလည်းလုံးဝကင်ဆော့နေတာမျိုးမဟုတ်ဘဲနဲ့နောက်မှာပဲเนาะထိန်းဆော့ကင်ဆော့နေတာမျိုးမဟုတ်ဘဲနဲ့တန်ဖိုးချကစားနေတာမျိုးမဟုတ်ပဲမဲ့တိုက်ဆရာရှိတာကိုတိုက်ခဲ့တယ်အဲ့ဒီအတွက်ကြောင့်မဲ့ဒါဒုတိယကိုကျွန်တော်ဂွမ်ကပြန်ချပေးတဲ့လုံကိုဘတ်ချစ်ကပိတ်တွန်းယူခဲ့တယ်
ဆိုတော့ဒါနဲ့ပဲကျွန်တော်တို့မန်စီးတီးက C2 ဆိုတဲ့ရလက်နဲ့ဒီပွဲကိုအပြတ်ဖြတ်ခဲ့လိုက်ပါတယ်ဆိုတော့ဒီနိုင်ပွဲကြောင့်မန်စီးတီးကတော်တော်ကြီးအခြေအနေကောင်းသွားတယ်ဗျာပြောရရင်တော့ကျန်တဲ့နျူကာဆယ်နော် Forest ချက်စီပေါ့အဲ့ဒီတခြားသူချန်ပီယံလိဝင်ခွင့်အတွက်လူနေတဲ့အသင်းတွေပေါ့အဲ့ဒီအသင်းတွေနဲ့စာရင်မန်စီးတီးကတော်တော်အချောင်ဆုံးပဲဗျာဆောက်တန်တို့လိုအသင်းတွေနဲ့ကန်ရမယ်ပြီးရင်ဘုံမောက်ကိုလည်းသူ့မန်စီးတီးကိုမှကန်ရမယ်ဗျာအဲ့လောက်ကြီး pressure မရှိဘူးပြီးဖူဟန်ကိုအဝေးကုန်းမှာပွဲရခက်ခဲနိုင်တယ်အဲ့ဒါမျိုးပေါ့သူအချောင်ဆုံးပဲဆိုတော့မန်စီးတီးကတော်တော်လေးအခြေအနေကောင်းသွားပြီပြောလို့မရဘူးပွဲတိုင်းဇက်တိုက်နိုင်သွားရင်အဆင့်3တို့2တို့ကအာဆင်နယ်ကိုတော့မှီမသွားနိုင်ဘူးတကယ်ပြောလို့မရဘူးအာဆင်နယ်ကအခုနောက်ပိုင်းကြောင်ဖက်နေတာတကယ်နောက်ဆုံး2ပွဲတည်ကြတယ်ပြီးရင်ဒါနောက်ဆုံး9ပွဲမှာဆိုရင်လေ2ပွဲပဲနိုင်တယ်4ပွဲထိတည်ကြတယ်တပွဲရှုံးတယ်စဉ်းစားကြည့်အာဆင်နယ်ရဲ့ရလက်ကအဲ့ဒါမျိုးသူတို့လောလောဆယ်သူတို့ချန်ပီယံလိမှာလဲအာယုံစိုက်နေရလဲပါမှာပေါ့လေနော်ဒါပေမဲ့အဲ့လိုမျိုးဓာတ်တိုက်ဆိုးသွားနေအခုအဲ့ကြောင့်မလို့နောက်လာမဲ့ပွဲတိုင်းကအာဆင်နယ်ဘယ်နှပွဲနိုင်မလဲဆိုတော့ပြောရတော်ခက်တယ်အဲ့ဒါမျိုးအနေထားတွေမှာဒါကတော့ဖြစ်နိုင်ကြတော့တော်တော်ဝေးပါတယ်မန်စီးတီးအနေနဲ့ဒါတို့ကတော့ဒါအဲ့လောက်ကြီးထိဒါထင်းတဲ့မန်စီးတီးတွေလည်းအဲ့လောက်ကြီးတော့မှန်းမှာမဟုတ်ဘူးဒါပေမဲ့သူတို့ကတော့အဓိကချန်ပီယံလိဝင်ခွင့်အတွက်ကစားမှပြောရင်တော်တော်လေးချိန်နေကောင်းပါတော်တော်လေးချိန်နေကောင်းတယ်ဘာလို့အဲ့လိုပွဲကတော်တော်လေးခြောင်နေဗျာသူတို့ကနျူကာဆယ်ဆိုရင်ဒါပါတော့အများကြီးအာဆင်နယ်နဲ့လည်းတွေ့အောင်မှာချက်စီနဲ့လည်းတွေ့အောင်မှာတင်တယ်အဲ့ဒါမျိုးရှိတယ်ဆိုတော့နျူကာဆယ်လည်းခြေသွားလည်းကျွတ်ထားနေရဆိုတော့ထင်သေးလို့တော့လည်းမရဘူးပေါ့နော်အဲ့ဒါမျိုးရှိပါတယ်ဒီနေ့ပွဲမှာတော့ကျွန်တော်တကယ်လူစားဝင်လာတဲ့ OA လီကိုပဲပွဲရဲ့တကယ်အခိုက်အတန့်ပြောင်းလဲပေးခဲ့တဲ့ကစားသမားလို့သတ်မှတ်ရမှာပဲနောက်ခုဒီနောက်တန်းတွေကလည်းဒီနေ့ပွဲမှာကောင်းခဲ့တယ်အဓိကနောက်တစ်ခုချီကျူးစရာရှိတာကအော်ဒီဂါဘုံမအော်ဒီဂါကိုတော့ဘာမှမဖြစ်မနေချီကျူးအောင်မှာကျန်းထွက်နေတာတကယ်ကျန်းကြောင်ဆောင်ရမ်းကျန်းလွန်းနေသူစိတ်ကြက်ကြီးတွေကဘာတန်းခေါင်းတိုက်တဲ့အလုံးလုံးဝမဖြစ်နိုင်တဲ့အလုံးကြီးတွေကိုစေ့သွားတာဗျဆိုတော့အဲ့လောက်ပါပဲเนาะအဆင်ပြေကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါအောင်เนาะကျေးဇူးတင်ပါတယ်เนาะနောက်ထပ်လည်းပွဲပြီးသုံးတဲ့ချက်တွေနဲ့ကျွန်တော်အားရင်အားလုံးပေါ့လေပြောပြီးတော့ပြန်လာခဲ့ပါအောင်မယ်အားလုံးကျေးဇူးပါ